はい、皆さん、こんにちは。トゥイです。今日も見てくれてありがとうございます。ဒီနေ့မှာတော့ဘောနော်ဒီနေ့ကနေစပြီးတော့ N2 grammar ကိုလည်းပဲ私がရှင်းပြသွားဖို့ရှိပါတယ်ဆိုတော့ N2 ရှင်းကစား grammar လေးမစခင်မှာ私ပြောချင်တာလေးရှိပါတယ်ဘာလဲဆိုတော့ဒီဘောနော်皆さんတို့ဒီ GLPT exam အတွက်ဒါအကောင်းဆုံးစာအုပ်ဖြစ်တဲ့ဘောနော်ဒီရှင်းကစား master N2 grammar စာအုပ်ကြီးကို私ဒီ channel မှာစောက်တဲ့အတိုင်းဘောနော်အစခန်းစင်လိုက်အစားဆုံးအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် grammar ပတ်သက်တစ်ခုချင်းစီရဲ့သုံးလုံးနဲ့ပုံနေပြီးတော့မတူညီတဲ့အတိတ်ပဲကွဲပြားချက်တွေပြင်အောင်မှာဗီဒီယိုတစ်ခုချင်းစီအဆုံးမှာလည်းပဲပေါ့နော် exam trading နဲ့ပတ်သက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ course ကိုပေါ့နော်အစားအဆုံးခါမဲလေးလာနိုင်ဖို့အတွက် Watershare channel လေးကို subscribe လုပ်ထားဖို့ပြောချင်ပါတယ်ရှင်ဆိုနောက်တစ်ခုပြောချင်တာလေးရှိပါသေးတယ်ဒီဘာလဲဆိုတော့私ဒီ channel ကိုဖန်တီးရတဲ့အကြောင်းရင်းလေးပေါ့နော်私ကိုယ်တိုင်လည်းပဲဒီ basic level တော့ငါ YouTube တွေကနေရှာပြီးတော့လေ့လာခဲ့တာဖြစ်ပါတယ်ဆိုတော့ basic level တော့မှာတော့အဆင်ပြေပြီမယ်လို့ level မြင့်လာတဲ့အခါမှာကျတော့ပေါ့နော်私တို့ကြိုက်တဲ့ series တွေဆိုလို့ရှိရင်ဒါအကုန်လုံးရှင်းပြမထားတာမျိုးအစပိုင်းလေးပဲရှိပြီးတော့နောက်ပိုင်းမရှိတော့တာမျိုးနောက်ပြီးတော့ခက်ခုံမွန်းနေပြတဲ့ old question တွေဆိုလို့ရှိရင်လေဒါဒီမေခွန်းတစုံဆိုလို့ရှိရင်2018မေခွန်းတစုံဆိုလို့ရှိရင်လည်းဒါအကုန်လုံးမဟုတ်ဘဲနဲ့ပေါ့နော်ဒီဟိုဆက်ဒီဆက်ပဲရှင်းပြထားတာမျိုးအကုန်လုံးရှင်းပြတဲ့ channel တွေလည်းရှိပြီမဲ့လို့တော်တော်ရှားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာ私ပဲမတွေ့ရလားတော့မသိဘူးပေါ့နော်အဲ့ဒီအချိန်မှာ私စဉ်းစားမိတော့တာငါ level အမြင့်ဆုံးကိုရောက်တဲ့ခါကြလို့ရှိရင်ပေါ့နော် channel တစ်ခုထောင်မယ်ပြီးတော့ခါကြတော့ဒီ N1 ဆိုလဲ N1 grammar အစနဲ့အဆုံးဒီ channel မှာပဲလေ့လာနိုင်အောင်ပြီးတော့ N2 ဆိုလဲ N2 ပေါ့နော်ပြီးတော့ N3 old question ဆိုလဲ old question 2018မိခွန်းဆိုလို့ရှိရင်လဲခန်းကြီးအစလေးစမ်းနဲ့အဆုံးရှင်းပြသွားမယ်ဆိုပြီးတော့တွေ့ပြီးတော့ဒီ channel ကိုဖန်တီးလိုက်တာဖြစ်ပါတယ်ပြီးတော့ဘောတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေအရဆိုလူတိုင်းစီးပွားရေးအဆင်မပြေကြဘူးပြီးတော့တချို့ဆိုလို့ရှိရင်ဒါဂျပန်စာလေးလာခြင်းတွေသားနဲ့ငွေကြေးအဆင်မပြေလို့မလေးလာနိုင်တာမျိုးတွေရှိရပေါ့နော်အဲ့လိုလူတွေအတွက်လည်း Watershare ဒီ channel လေးကပေါ့နော်အထောက်အကူပြုစေခြင်းနဲ့ပြီးတော့ကြတော့ပေါ့နော်အနေချုပ်ပြောမယ်နော်ဆိုလို့ရှိရင်တော့ဒါတဦးတယောက်တည်းလို့ပဲရည်ရွယ်တာမဟုတ်ဘဲနဲ့အကုန်လုံးဂျပန်စာလေးလာနေတဲ့သူတိုင်းကိုဒီ channel လေးကအထောက်အကူဖြစ်စေခြင်းနဲ့လေးလာနေတဲ့သူတိုင်းအတွက်ဒီ channel လေးကအထောက်အကူဖြစ်စေခြင်းပါတယ်အထောက်အကူဖြစ်တဲ့ဆိုရင်ပဲ私ဝမ်းသာတယ်ပေါ့နော်ဟိုင်ဒါကြောင့်မလို့ဒီတခုပြောချင်တာကတော့တကယ်ဂျပန်စာကိုလေးလာနေတဲ့သူဆိုလို့ရှိရင်Watershare channel လေးကို subscribe လုပ်ပြီးဖို့ထပ်ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့Watershareအစအဆုံးအစဉ်လိုက်တည်သင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မကြည့်လိုက်ရတဲ့အပိုင်းဆိုတာမျိုးမရှိရအောင်ဟာsubscribe လေးလုပ်ထားဖို့ထပ်လောင်းပြီးတော့ပြောချင်ပါတယ်ဆိုတော့Watershare grammar ကြီးစကြမယ်ပေါ့နော် okay ဆိုတော့နံပါတ်1မှာWatershare sign ဆိုတဲ့ grammar လေးကိုသင်ရပါမယ်ဒါခန်းကြီးကိုတော့မှတ်ထားမယ်ပေါ့နော်level အမြင့်ရောက်နေပြီဆိုတော့ဒါ N2 တော့ရောက်နေပြီဆိုတော့ဒါတော့ပြောစရာမလိုတော့ပါဘူးပေါ့နော် sign ဆိုတာမြန်မာလိုဆိုလို့ရှိရင်တရားက formal ဆန်ဆန်ဘာသာပြန်မယ်တော့ဆိုရင်တိအချိန်တွေစင်တွေဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီ grammar ကိုဘယ်လိုအခြေအနေမျိုးမှာသုံးမလဲဆိုလို့ရှိရင်တရားဝင်ပြီးတော့တရားဝင်ဖြစ်ပြီးတော့ပေါ့နော်အလေးနဲ့ရှိတဲ့အခြေအနေမျိုးမှာသုံးပါတယ်ဒီ grammar ကိုဘုံတော့Watershareကနေ့စဉ်စကားပြောတဲ့စာလို့ရှိရင် formal ဆန်တဲ့နေရာတွေဖြစ်တဲ့ဥပမာရုံးလုပ်ငန်းတွေပြီးတော့အများပြည်သူကိုကြီးညာချက်တွေသတိပေးချက်တွေခီးသွားလမ်းညွှန်ချက်တွေမှာများသောအားဖြင့်တွေ့ရပါတယ်ပြီးတော့စာရေးသားတွေမှာလည်းတွေ့ရပါတယ်ဥပမာစာအုပ်တွေလေကန်းစာဆောင်တွေ notification တွေစတာတွေမှာဒီ sign ဆိုတဲ့ grammar လေးကိုတွေ့များပါတယ်ပေါ့နော်ဆိုတော့ဒီ grammar ကWatershareနေ့စဉ်သုံးတဲ့အသေးအဖွဲကိစ္စတွေမှာမသုံးရပါဘူးဥပမာမနစ်စာစားတဲ့ခါလိုမျိုးသားမဲ့ကိစ္စတွေမှာဆိုရင်အစာကောင်းထားပဲလို့ဆိုင်နီလို့မသုံးမယ်နိအစာကောင်းထားပဲလို့တုခီအဲ့လိုပဲသုံးမယ်ပေါ့နော်ဒါတုခီနဲ့ဆိုင်နီ versus တုခီပေါ့ဆိုင်နီဆိုတော့Watershareပဲချိန်မှာသုံးတာလေဆိုင်နီဆိုတော့Watershare formal ဆန်တဲ့နေရာတွေဘောနော်တရားဝင်အလင်းလေးရှယ်ချင်းတွေမှာသုံးပြီးတော့တုခီဆိုတော့ဘလို့ချင်းတွေမျိုးမှာသုံးတာလဲဆိုနေ့စစ်သုံးနေကြအသေးဖွဲကိစ္စတွေမှာဆိုရင်တော့တုခီကိုပဲသုံးနေပေါ့နော်โอเคဒါလေးကတော့ဒါ versus သူတို့နှစ်ခုရဲ့ကွာခြားချက်လေးကိုWatershareတစ်ခါရေးပြောလိုက်တာပေါ့နော်โอเคဆိုတော့သူတို့ရှင်းမှာ sign နဲ့မှာဘာတွေ့ရလဲဆိုရင် sign နဲ့အရှင်းမှာဆိုရင် noun တို့တွေ့ရ G short key တွေ့ရပြီးတော့ barter form တွေ့ရ bar dictionary for barter form တွေ့ပါတယ်ဆိုတော့ဥပမာပြောပြရမယ်နော်ဆိုလို့ရှိရင်ဒါက
က်ကိုပြောက်ဆုံးသည့်အချိန်တွင်ဘန်ကိုချစ်ချင်းအကြောင်းကြားပေးပါအဲ့ဆိုဘာဖြစ်သွားပြီလဲအများပြည်သူတို့အကြောင်းကြားခြင်းဖြစ်သွားပြီမလားအဲ့လိုအခြေအနေမျိုးမှာဆိုရင်စိုင်းနေတွေသုံးပါတယ်ဥပမာဒီနိုင်ငံခြားသွားမြေခါမှာဒီ passport အလိုအပ်ပါတယ်ဆိုတာမျိုးတွေဆိုလို့ရှိရင်ဒါစိုင်းနေကိုသုံးနေပေါ့နော်ဆိုတော့一起帮讲一起帮忙呢所以可能来了可能series 看哇商品 OK 多里呢ဆိုင်နေဟိစေရです可能 series 看ဆိုလို့ရှိရင်တန်းစီဖို့ limit ဘောနော်တန်းစီဖို့ limit ကတဲ့ရှော့ဟင်းဆိုတာကအယောင်ကုန်လို့ပြောတာပါ okay တူရီဆိုတာလက်ခံရယူတာ okay တူရီနော်ဆိုင်ဘောနော် okay တူရီနော်ဆိုင်နီလို့ပဲသုံးဆိုင်လို့သုံးအဆင်ပြေဆိုတော့ဒီလက်ခံတဲ့အခါမှာဆိုလို့ရှိရင်ဘာလဲ history of this လိုအပ်ပါတယ်ဘာလိုအပ်တာလဲခုနို series ခံဒီတန်းစီတဲ့ limit ကပြီးတော့နံပါတ်1မှာဆိုလို့ရှိရင်ကိုချီနာတော့ခိုင်ကီရှိစေကိုဂိုရီယိုနီနာရုဆိုင်ဝဥကေစကေတဲ့ဟိစေယိုဂျီကိုခီနီယူခရာဆိုင်ကိုချီနာတော့ခိုင်ကီရှိစေဒီခိုင်ကီရှိစေအစည်းအဝေးခမ်းမကိုဂိုရီယိုဘာလို့တာလဲအသုံးပြုမဲ့အခါမှာဆိုလို့ရှိရင်ဥကေစကေတဲ့အကျိုးကောင်းတော့မှာဟိစေယိုဂျီကိုလိုအပ်တဲ့အချက်လက်တွေကိုကိုခီနီယိုခူရာဆိုင်ကိုခီနီယိုဆိုတာကထည့်သွင်းပေးပါလို့ပြောတာဆမ်းမန်ကိုကြည့်ပါရဲ့ဆမ်းမန်ကိုကြည့်မယ်ပေါ့နော်စကားလေးလည်းအဲ့လိုပဲအမေရိကန်တော့ဒိုင်းတိုလျော်ဝအမေရိကန်တမတာကပေါ့နော်ရိုင်းနီချီရှိတာဆိုင်နီ私たちの大学でスピーチを行ったアメリカの大統領アメリカနိုင်ငံကတမတာအမေရိကန်တမတာကရိုင်းနီချီဆိုတာလာမီးရမဟုတ်ဘူးเนาะရိုင်းနီချီဆိုတာဘာလဲဂျပန်နိုင်ငံကိုလာတာဂျပန်နိုင်ငံကိုလာခဲ့တဲ့ဆိုင်နီအခါမှာတဲ့私たちの大学でကျွန်တော်တို့ရဲ့တက္ကသိုလ်မှာ speech ကို行ったမိန့်ခွန်းပြောသွားခဲ့ပါတယ်โอเคဆိုတော့မင်းနာဆန်နားလိုက်တယ်မလားစိုင်းနီနီတိုခီကွာချချက်ကလည်းဝါတရှိပြောခဲ့ပြီးပြီပေါ့နော်သူကတရဝင်နေတုံးနေ formal ဆန်နေသူကအနေကြီးကြောခိုင်းမှာတုံးနေပေါ့နော်โอเคဆိုတော့မင်းနာဆန်စိုင်းနီဆိုတဲ့ grammar လေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်နားမလည်တာရှိရင်ဝါတရှိ comment box မှာမေးခဲ့လို့ရပါတယ်ဝါတရှိကိုအကြံပေးချင်တာမျိုးရှိရင်ထောက်ပြချင်တာမျိုးရှိရင်လည်းပြောခဲ့လို့ရပါတယ်ဆိုတော့最後まで見てくれてありがとうございました。